Hello အားလုံးပဲမင်္ဂလာကြိုနေမှာပါဗျာကျွန်တော်ဘာရောက်လာခေါင်းလဲကျွန်တော် for play လေတော့သူကကျွန်တော် funny ပဲ funny for မှာလို့ကျွန်တော် funny ကင် play တွေဗျာသူကျွန်တော်ပြောကြ funny ပဲ funny လို့ပြောသူကလည်း hero ကြအမှကြည့်ပါ hero ဆိုကြည့်လိုက်ဗျာမှာသူ funny for မှာလို့ကျွန်တော် funny for ပဲဗျာသူကကူးရင်ကိုင်းတော့ကျွန်တော် blow နိုင်တယ်မှာကျွန်တော်မှ funny ကျိုးမဖွက်တတ်ပါဘူးဖုန်းနေဗျာဒါတော့သူကကျွန်တော် play လို့လာဖာပုံနေသေးဗျာကျွန်တော် blue ပဲ fire အကောင်လာပြီးနောက်ဆက်မှာဘူးဗျာကျွန်တော် blue ကိုခြုံနှဲခေါ်ပြီးတော့ fire ရဗျာကျွန်တော် blue ပဲ red ပဲ fire ပြောဗျာကျွန်တော် level 4မပြည့်သေးတဲ့အောင်လင်းကပြည့်ပြီပဲလေးကိုကျွန်တော်လာဖားတယ်ဗျဒီဖက်မှာကျွန်တော် level 4ပြည့်မှာဗျဟိုကောင် level 4ပြည့်သွားပြီဗျကျွန်တော်ကငကိုရဖက်နေမကင်တတ်ပါဘူးဖုန်းနေဗျမန်လည်းမရှိတော့ဘူးအိမ်မဲပြန်တော့မှာဗျကျွန်တော်အောင်လင်းနေပတ်ဖားပြီဗျကျွန်တော်တော့လိန်ခွေရပြည့်နေတယ်ဗျကျွန်တော်လိန်သွားရှင်းတာဗျလိန်ရှင်းမြမကြည့်လိုက်ကျွန်တော်လူဘက်သွားဖားမလို့လေဗျဒီကောင်ကျွန်တော်ချုံလုံးမကြိုးဖောက်နေဒီကောင်နေရန်ကပ်ပြီးဖွဲပြီးတော်ပြေးရမှာမုန်းနေရပဲဗျဒီကောင်သွေးဘက်နဲ့ပြန်သွားပြီဆိုတော့ဗျကျွန်တော်လည်းဘလူးဘက်ကို AV ဖမ်းမယ်လို့တော့ဒီကောင်ထပ်လာမှဘလို့ကျွန်တော်ဒီဘက်ကိုဖွဲခေါ်ရသေးရဲ့ပြဒီကောင်နဲ့ပြောရမှာမင်းလားခုတော့ထပ်လာနေရဗျကျွန်တော်ဘလူးဘက်တော့လူပါကျွန်တော်သေရမှာတော်သေးရဲ့ဒီဘက်နဲ့ပြေးလာရဗျဒီကောင်ကျွန်တော်ဘယ်ကိုစားပါ့ဆိုမှကျွန်တော်ကဘလူးဘက်မရှိရင်ဒီကောင်ဘလူးဘက်ကိုလာပြီးခိုးစားဗျဒီကောင်တွေ့ဘလူးဘက်ကိုမစားတော့ကျွန်တော်ကခိုးစားဝေးရပါဗျကျွန်တော်လည်းဘလူးဘက်မရှိရနဲ့ဒီကောင်လာမှပြောလို့သူ့ဘလူးဘက်ကခြုံနဲ့ထိတ်စားရဒီကောင်လာရင်ဗျသူ့ဘလူးဘက်ကောင်းဝဲပြောင်းလို့ဗျကျွန်တော်လည်းစကားရှင်းလို့မပြဘူးဗျဒီကောင်လာရင်သူကသူ့ဘလို့လူဖားပါမှာဗျအဲကြောင့်ကျွန်တော်မြန်ဖိုက်သွားတော့မယ်ကျွန်တော်လည်းအိမ်မြန်ပြီးတော့ဗျဘက်ဘက်ကိုစားပြီးတော့ဗျဘလူးဘက်တဖတ်မလုပ်တာဗျဘက်ဘက်ကကိုကနဲ့မပြတ်သွားနေဗျကျွန်တော်ဂျိုင်းကပေါက်လိုက်ရသေးတယ်အဲ့မှာကျူးကလည်းလွဲနေတယ်ဗျမနဲ့မှမရှိပါဘူးနေဟိုကောင်လာမှလို့ကျွန်တော်ခြုံနဲ့ထပ်ဆွဲပြီးဖားရသေးတယ်ဗျဒီကောင်တော့တော်တော်ဖူးရဖန်နီကန်ရအဲ့တကူမကောင်းဗျအကောင်ကြီးလာမှကြောက်ရသေးတယ်ဗျအကောင်လိုက်ကျွန်တော်ဘူးဘက်ဖားနေကြုံအကောင်ကလူဖားသွားမှာဖို့လို့ဗျကျွန်တော်လည်းဘူးဘက်လည်းကုန်ပြီးအိမ်ပြန်လိုက်တော့မယ်ဗျတော်သေးကျွန်တော်ဘလူးဖာမြန်လို့ဗျမွန်ဒီကောင်လာလို့ဖာအောင်မကြည့်လိုက်ဒီကောင်ခြုံနေဝင်သွားကူရှင်နဲ့တေတူကဗျတိန်ဖီးပြီးလာဗျအမကြည့်အဲ့ကျွန်တော်ကျိုးရင်းနဲ့ပါဆွဲပြလိုက်တယ်ဗျကျွန်တော်လည်းမန်နမ်ရှိရင်ပြန်ပတ်ခဲ့လိုက်တယ်ကျွန်တော်ကြောင်တော့ပတ်ဖားပြီးဗျလိန်သွားရှင်းလာဗျဟိုကောင်လာမှကြောက်ရသေးဗျကျွန်တော်ကမန်နမ်ကြီးကိုဟိုကောင်လည်းကျိုးဖိတ်ပြေးအောင်လို့ဗျပြောင်းဖုန်းရှိတယ်ဟိုကောင်ကအမကြည့်လိုက်ထွက်လာဒါရကျွန်တော်ဖိနေဗလိုက်ဝင်သွားတော်သေးကျွန်တော်သေးဦးမှာတောင်းရဲဆွဲခုံလာလို့မဟုတ်ရင်ကျွန်တော်သေးရကျွန်တော်တော်တယ်မင်းလည်းရှော့ပါကျွန်တော်ဗျမန်နေမရှိမဲ့လေးနဲ့လူပဲဖားနေပါဘူးဟိုကောင်လည်းမသိညာဖောင်းနေပါဘူးဒီကောင်ညီမလူကြီးခြုံနေဝင်လာဒီကောင်ကြံရပေါက်ပြီးရဗျကျွန်တော်ကြံရတူတမေကိုနည်းနည်းယူရဟာဆိုတော့ကျွန်တော်ပြီးလို့မရဘူးဖြစ်နေတော်သေးတယ်တော်ထိလိုက်မလားလို့ကျွန်တော်မနန်းကုံပါလို့ဗျတိန်ပြီးသွားဗျဒီကောင်ကျွန်တော်ရဲ့ဘက်ကိုကိုးပါနေရဗျမကြကြောက်သုံးဘက်ဖားမလို့တော့ဒီကောင်ကျွန်တော်နန်းကပ်ပြီးဆွဲပဲဒီကောင်ရှော့ရောဗျဒီကောင်ကျွန်တော်ရဲ့ဘက်ကိုလာကိုးပါနေဗျကျွန်တော်ဒီကောင်ရဲ့ဘလူးဘက်ကိုပြန်ပြီးခိုးပါဗျဒီကောင်ရဲ့ဘလူးဘက်ကျွန်တော်လာခိုးပါတယ်ဒီကောင်မရှိဘူးဗျဒီကောင်ဘေကဘာရောက်လို့ရောက်နေမှမသိဘူးတွေ့ဘလူးဘက်ခိုးပါမှတော့မသိဘူးဗျပြက်သွားလို့ပဲသိမှာဗျကျွန်တော်လည်းဒီကောင်ပြီးတော့ if fire ပေါ့ဗျကျွန်တော်ဒီကောင်ဘလူးဘက်ကိုခိုးပါပြီဗျလိန်သွားရှင်းတာဗျအမှကြည့်လိုက်လိန်ဖြူတွေဒီကောင်နှစ်ကောင်ပဲရှင်းရတယ်ဗျနောက်မှတစ်ကောင်ရှင်းမလို့တော့ဗျအမှကြည့်လိုက်ကူရှင်ကဝမ်းလာပေါက်တယ်နဲ့ဗျဒီကောင်ကျွန်တော်မချလောက်မှလို့ပြန်သွားတာဒီကောင်ကျွန်တော်ဖင်နေကိုထားရကြည့်သွင်းမိတယ်ကျွန်တော်တော်သေးရရှောတော့မှပြကြုံပြီးလိုက်ရမနန်ကောင်မလို့တိန်ဖြူဒီကောင်လိုက်ပိုင်းတာဗျကျွန်တော်ကျိုးရမတီးဘူးဒီကောင်တားချင်တယ်ကျွန်တော်သေးတော့မှဖိနေတိုင်းဗလိုက်ဝင်သွားကျွန်တော်ကျိုးရဗလိုက်လွဲရဗျနောက်လွဲရနေဒီကောင်ကျွန်တော်လိုက်မပိုင်းတော့ပဲပတ်တာဗျဒီကောင်ပြန်လိုက်လာတယ်ဒီကောင်ကျွန်တော်ပြန်ပိုင်းပြီဒီမသိပဲကျွန်တော်သေးရောမှမကြည့်လိုက်ကျွန်တော်တွေးတဲ့ဘက်နဲ့ရေးလိုက်ရမနေဒီကောင်ကျွန်တော်တွေးတဲ့ဆိုတော်ရဲပါလိုက်ကြဗျကျွန်တော်ကန်အောင်လို့မသိတယ်အလေလိမ့်မှလိမ့်ရှင်းကောင်းတယ်ကူရှင်လို့သွားပိုင်းတာဗျကျွန်တော်သေးရောမှကြည့်လိုက်မှကျွန်တော်ဖန်နေသိပြီးကျိုးမဖက်တော့ဘူးဗျအကြောင်းဒီကောင်လွတ်သွားပဲလွတ်လည်းဘာမှမဖြစ်ဘူးဒီကောင်တော့ကျွန်တော်လိုက်ပြီးတော့ပိုင်းနေဟိုဘက်ကနေဝိုင်းပြီးပိုင်းနေဒီကောင်ဘလူးဘက်ချုံမှာတော့ပုံနေပြီကျွန်တော်တည်ရဒီကောင်နန်ကပ်ပြီးဖဲမလို့တာဒီကောင်ကျွန်တော်ပြန်ကျုံသွားအမလျှော့ရောဗျာကျွန်တော်ဝီခိုးရပါဗျာကျွန်တော်အောက်လေးမှာလိန်ခွေများနေကျွန်တော်လိန်လာရှင်းတာဗျာမကြည့်လိုက်ကူရှင်ကလေလေးမှာตาရနေတာကျွန်တော်တာဝတူရဲ့လိန်ကူချိုးခိုင်းနေရအမှကြည့်လိုက်ကျွန်တော်လိန်ကူရှင်းပြီးတော့ကျွန်တော်ဝီခိုးရပါဗျာနေတာသူများပြောလို့ပဲကျွန်တော်ဝီခေါင်းနဲ့တောက်ချိုးနေကျွန်တော်လည်းဒီကောင်ဟိုဘက်ရောက်သွားပြီဆိုပြီးကျွန်တော်သွားတာဒီကောင်ညီမလူကြီးကျွန်တော်ရှိရောက်ပြီးကျွန်တော်ဓာတ်ရိပ်ဖိနေသွင်းသွားကျွန်တော်မမြင်လိုက်ဘူးကျွန်တော်နှဟောင်းသေးသွားပြီဆိုဗျာကျွန်တော် family ပြန်ရှာရမှာမဟုတ်ဒီကောင်ကျွန်တော်အီဖီလီပဲတက်သွားလိမ့်မယ်ဗျာကျွန်တော် family နဲ့တော့နေနေကြကျွန်တော်နှဟောင်းရှော့ပါဆိုဒီကောင်ကျွန်တော်လာနောက်ချက်မှာကျွန်တော်ခြုံနေခေါ်ပြီး report ကိုစားရဗျာဒီကောင်ကျွန်တော် blue ဘက်မှာမရှိဘူးဖွင့်ဒီကောင် report ကိုလာကြည့်မယ်ဆိုကျွန်တော်သိရဗျာအဲကြောင့်ကျွန်တော်ခြုံနေမှာ report ကိုစားရဗျာကမ်းမီလက်ဖက်လက်ထွက်သွားပြီဗျာအော်လေးမှာပြေးနေလိန်ကလေးဖားလိုက်တော့မယ်ဖားပြီးအိမ်မပြန်တော့မယ်ဗျာကျွန်တော်လိန်တိတ်မှအိမ်မြန်ဒီကောင်ညီမလို့ရောက်ကျွန်တော်ထပ်တက်သွားလိမ့်မယ်ကျွန်တော်လည်းတိမ်မင်းသားလုံနေဒီကောင်ကျွန်တော်သွားပိုင်းတာဗျာမကြည့်လိုက်ဒီကောင်မသိပဲကျွန်တော်သေးဝင်ကျွန်တော်နန်ကဖွယ်အောင်မရဘူးဗျာ
အဲ့ကောင်သွေးရ3လောက်ရှိတယ်ကျွန်တော်ကသွေးရ2တောင်းနဲ့ရှိတော့ကျွန်တော်တာဝါကိုဖြိုခွဲနေလိမ့်ပြီးကျွန်တော်သွားရှင်းတာဗျာရှင်းတော့မှဗျာကျွန်တော်တာဝါကျိုးပြောင်ကျိုးပါသေးဗျာကျွန်တော်ဘလို့မှာဟိုကောင်ရှိပဲကျွန်တော်သိရဗျာအဲကြောင့်ဒီကောင် fit ကြီးဒီကောင် fit ကြီးပဲဒီကောင်ညီမလေးရောက်လာဒီကောင်ကျွန်တော်ပိုင်းလိုက်တယ်ဗျာဝင်ပြီးတော့ဒီကောင်တောင်ဟိုဘက်ရောက်သွားတယ်ကျွန်တော်မန်နန်တိတ်တောင်ကျန်တော့ကျွန်တော်လည်းကျိုးတစ်ချောင်းနဲ့ဒီကောင်ပတ်ဖိရရဒီကောင်ရှော့ရောဒီကောင်အောက်လေးမှာလိမ့်ရှင်းနေချိန်ရကျွန်တော်တူရဲ့ report သွားခိုးဖမ်းပါဗျာဒီကောင်တီးမှလည်းမဟုတ်ဗျာဒီကောင်တူဘက်ဖားလည်းမသိဘူးကျွန်တော်တိတ်တောင်ဖော့တော့ဗျာဒါပေမဲ့ဒီကောင်ကျန်ဒမိတ်တာတော့နာလေဗျာကျွန်တော်ပဲညမ်းလာမသိဘူးဗျာကျွန်တော်လည်း report ဖားပြီးပြေးလာတယ်ဗျာကျွန်တော်ဟိုကောင်ရဲ့ rebel လက်ဖားပဲကျွန်တော် rebel လက်ဖားပဲကျွန်တော်ရဲ့ blue bag ကကုန်းမဖော်ဗျာကျွန်တော် blue bag ကိုလာဖားဗျာအဲ့မဲ့ကြည့်လိုက်တော်သေးကျွန်တော်ကျန်ငယ်မြန်ပေါက်လိုက်လို့ဟိုငမိုက်သားခြုံနေနေပြီးလှမ်းပစ်ထားတဲ့ဓာတ်နဲ့ကျွန်တော်လေးလိမ့်ကြီးလေးကိုရှင်းလိုက်တော့နည်းနည်းပအကောင်ထွက်လာမလားဆိုပြီးတော့ပထမအိမ်မြန်မှုဝီကောထောက်တယ်ဗျာကျွန်တော်ရဲ့တာပေါ်လိမ့်ကြီးရှင်းလာမှဆိုပြီးတော့ကျွန်တော်လိမ့်ကြီးရှင်းမှအိမ်မပြန်တော့မှာဗျာဟိုကလိမ့်ကြီးကလောများရဲ့မကြည့်လိုက်လိမ့်ကြီးမှာများရဲ့လိမ့်ကြီးများကိုကျွန်တော်လည်းကိုးဖို့ရပါဗျာအကြောင်းကျွန်တော်လိမ့်ကြီးကိုရှင်းလိုက်တယ်ဗျာဟိုငမိုက်သားကတော့ပေါ်လေးမှာလိမ့်ရှင်းတာပါဗျာကျွန်တော်ခြုံနေတော့တိတ်မွန်ရဲဗျာအကြောင်းကျွန်တော်ကျိုးလင်းနဲ့ချိန်ကြည့်နေဗျာအမှကြည့်လိုက်ပြောင်းဖုံးရှိတယ်ဟိုကောင်ရောက်လာတယ်အကောင်ကျွန်တော်ပိုင်းချလိုက်တယ်ဗျာတော်သေးရဲ့အကောင်ဓာတ်ကြီးကျွန်တော်ဖိနေဝင်တော့မှကျွန်တော်သေရောမှာကျိုးခဲပြီးလိုက်လို့ဟိုကျွန်တော်သေတယ်ကျွန်တော်အကောင်ဘက်ခိုးဖာတယ်အကောင်လာမကြည့်ဘူးဗျာအကောင်တီးလည်းမတီးတော့ဘူးဗျာအကြောင်းကျွန်တော်အေးဖေးလေးဖားလို့ရဲဗျာဒီကောင်ရဲ့ဘက်ကိုဟိုကကိုရင်ကျွန်တော်ကိုးရမတရားနဲ့လာပေးရတယ်ကျွန်တော်ကိုးရယူလိုက်တယ်ဗျာမကြည့်လိုက်ကိုးတော့မလိမ့်ရွေးအများကြီးကျွန်တော်ကိုးပိုးအောင်လို့ဆိုပြီးကျွန်တော်ဘက်လေးပါသွားဖားရတယ်ဗျာကျွန်တော်ဘက်ဖားရကျွန်တော်တို့ကခဏလေးဗျာကိုရင်ကျွန်တော်ရဲ့လိမ့်ရွေးကိုရှင်းနေတာဗျာကျွန်တော်ဒီကောင်သွားပိုင်းတော့မှာဒီကောင်လိမ့်ရွေးပဲရှင်းကောင်းတယ်ကျွန်တော်မမြင်နိုင်ဒီကောင်ကျွန်တော်ညီမလေးဝင်ပိုင်းတာဗျာဒီကောင်သေးအောင်မနောက်ထပ်ကျုံးတစ်ချောင်းလောက်ကိုသေးရကျွန်တော်ပြေးမလို့တော့နောက်ကကျွန်တော်လိုက်ပြီးပိုင်းတယ်တော့ရှော့ရဗျာကျွန်တော်ဝီကောလေးပဲပြိုက်တယ်ဗျာဒီကောင်ကလေးကျွန်တော်ဝီကောပြထားလို့ကျွန်တော်အောက်လင်းလိမ့်ခွေများနေကျွန်တော်လိမ့်ခွေလာရှင်းတာဗျာဟိုကောင်ကျွန်တော်5ပို့ထားကြည့်လိုက်ဘာပဲမလို့ချောင်းပိုင်းအကိန်းနဲ့ချောင်းနဲ့နောက်တစ်ပွဲပြန်ဖားမယ်တဲ့ဒီတစ်ပွဲအောင်မပြီးသေးတော့သူကကျွန်တော်နောက်တစ်ပွဲပြန်ဖားမယ်လုံနေတာကျွန်တော်လည်း blue bag မရှိတော့ဘူး blue bag သွားဖိုက်တော့မယ်ဗျာအကောင်တီးနေကျွန်တော်လူလက်ဖားရဗျာမဟုတ်အကောင်ကျွန်တော်လာနောက်ရတာအခုကျကျွန်တော်ဝီလဲပေးရမလို့ဗျာအေးပေးဖားလို့ရပါပေါ့ကျွန်တော်အကောင်ဘက်ကတော့ဖားမလို့အကောင်ပေါ်တော့မှမလို့ဗျာတင်းဝီပဲရှင်းကျွန်တော်အိမ်မပြန်တော့မယ်ကျွန်တော်မန်နန်သိမ့်မရှိတော့ဘူးဗျာကျွန်တော်ဒီကမိုင်းထူလုံးမပြောရဗျာကျွန်တော်အကောင်ဖင်ရိုက်တော့ပိုင်းခဲ့ဗျာကျွန်တော်ဒီလိုဘာကြောက်မှမရှိဘူးဗျာကျွန်တော်နိုင်မထင်းဒီကောင်ဖင်ရိုက်တော့ပိုင်းတာဗျာဒီကောင်တားရဲ့ကျွန်တော်ဖင်တော့5ဝင်သွားဗျာအမေကြီးလာအောက်လိမ့်မှာလိန်ခွေရဲ့ချိုးနေကျွန်တော်တာပါကိုကျွန်တော်လိန်ခွေကိုဖျက်ပြီးတော့ကျွန်တော်ဟာလို့ဖာပို့ဗျာဒီဘက်ကျွန်တော်ညနေကျွန်တော်ရှုံးလာဗျာကျွန်တော်အောက်လင်းကိုကြည့်မိဘူးလိန်ခွေတော့ထိများနေတော့ဗျာဒီကောင်ကျွန်တော်ပိုင်းရဲ့အောက်လင်းကိုကျွန်တော်ကြည့်မိလိန်သွားရှင်းအောင်ပါကိုကကျွန်တော်ရှုံးပြီဗျာကဲနောက်ထပ်ကျွန်တော်နဲ့ Brian Fortune နဲ့ပြီးရှင်းကွန်မှာအဲ့ဒီရေးခဲ့ကြပါကျွန်တော်ဗီဒီယိုရေးရှုအပိတ်ခဲ့တဲ့တင်ငင်းများအားလုံးကျွန်တော်ကျေးဇူးပဲတင်ရှိပါအားလုံးဘိုင်းမှာနောက်ဗီဒီယိုမှာပြန်တွေ့မယ်